နဲ့တို့လူတော်မှာမနေပေါင်းသူသွင်းလို့သမီးလာလေးကိုမျက်နှာပန်ဖို့အလူကြီးပေးမယ်စိတ်ကူးရင်သာပြူခဲ့ပြီးမိရဲ့တွေ့များရဲ့
မိအလူကြီးပေးလို့ပြီးပြီဖြစ်နေတယ်မလေးပါတွင်လို့သမီးလာလေးကိုမျက်နှာပန်းဖို့အလူကြီးပေးမယ်စိတ်ကူးရင်ပြောခဲ့မိတဲ့နေ့တွေများရဲ့ဒီကနေ့တော့တကယ်ကိုလူဖြစ်ခဲ့ပြီဝေးကျွန်တော်ရင်မှာအဆောင်မရှိဘူးပြောခဲ့ရလေအားလုံးသိပါရဲ့မရောက်သေးပြီအလူကြီးပေးလို့ဒီနေ့ရှင်နေရှင်ရင်မကြတဲ့ကံကံရင်နေပြီးတိဖြစ်တာပဲအရာနဲ့မလေးနိုင်ပါအားလုံးသိအောင်ထင်ကြမှာရှင်ရင်မတပိတ်ပိတ်ကပြီးတိပြလို့ပြောခဲ့ရတာပဲရနဲ့မမလဲနိုင်ပါအလုံးသိအောင်ရှင်းကြမှာအကျွေးဝင်လာလည်းမလို့ရပါပြီးတိပြတဲ့ကျွန်တော်မျက်နှာပြောလို့မဆုံးနိုင်ပါအချက်အပြစ်တွေကိုကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်မမျက်နှာပြောလို့မဆုံးနိုင်ပါတကယ်ဆိုရင်စိတ်တူကိုယ်တူမောင်မဲကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်တော်တို့ရဲ့